ခုကြည့်နေတဲ့သူတွေငါးလောက်ရတာသဘောကျလားအားလုံးမင်္ဂလာပါဒီနေ့တပတ်ရဲ့တငယ်ချင်းတွေ Creature of Scenario ဆိုတဲ့ game မှာ challenge ခေါ်ပြီးတော့ဆော့ကြမှာဖြစ်ပါတယ်မြေပုံကျဲကြီးထဲမှာအစာရှာရေရှာတခြားသော enemy တွေလက်ကနေပြီးတော့ရှောင်ရှားရင်းနဲ့စဖိုက်ရမှာပါဒီ game ကိုဘယ်လိုဆော့ရမလဲသိလားလက်နဲ့ဆော့ဒီ game လေးမှာဆိုလို့ရှိရင်တော့ငကားအမျိုးအစားပေါင်းများစွာရှိပါတယ်အဲ့ဒီထဲမှာအဓိကကျတာကတော့ကုန်းပေါ်မှာနေမလားဒီထဲမှာနေမလားဒါမှမဟုတ်မိတ်ဆွေကလေးပေါ်မှာပြန်မလားဆိုပြီးတော့ရွေးရမှာဖြစ်ပါတယ်အဲ့တော့ဒီသုံးမျိုးထဲမှာအသားစားလားပင်စားလားစသဖြင့်ငကားအမျိုးအစားတွေအများကြီးကွဲသေးတယ်ဒီနေ့တပတ်နဲ့တပတ်တငယ်ချင်းတွေကညာပြလာတဲ့ငကားမျိုးစိတ်တွေအများကြီးတဲကမှ random ကြာရစပင်ဝီးလှည့်ပြီးတော့ယူပြီးစဖိုက်ရမှာဖြစ်ပါတယ်စပင်ဝီးကနေကိုကြားတဲ့ငကားကိုယူပြီးွားတာနဲ့တိုက်တဲ့နေရာတစ်ခုဒီမြေပုံပေါ်မှာရှိတဲ့ကြိုက်တဲ့ကျွန်းတစ်ခုမှာတိုက်သွေးထရအောင်စဖိုက်ပြီးတာနဲ့နောက်ဆုံး Central Rock Face မှာပတ်တဲချရမှာပါနိုင်တဲ့သူကတော့နောက်ဆုံး winner ဖြစ်ပြီးတော့စုကြေးရရှိမှာဖြစ်ပါတယ်စုကြေးကတော့ Robux 900ဖြစ်ပါတယ် Okay let's goကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂါချာစလှည့်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အငယ်ဆုံးလေးကနေစလိုက်ရအောင်ကဲအငယ်ဆုံးမိယာကြီးဗာကြိုက်လေဂလိုက်တာ Okay ပါဂလိုက်တာကြိုက်တယ်တဲ့ကဲအားလုံးပဲမိယာအတွက်ဆူတောင်းပေးလိုက်ပါသူဂလိုက်တာရမလားကြည့်လိုက်ရအောင်အိုမီဖိုးပါခင်ဗျာလက်ခုပ်လေးတီးပေးလိုက်ပါယေနောက်တစ်ယောက်နာမီကာစဲဗာကြိုက်လေကိုရီးယားဆရာကြီးဆိုတော့ဘာလာလာတောင်းဆရာကြီးဘာလာလာတောင်းတယ် Okay ပြီကဲနာမီကာစဲအတွက်ဆူတောင်းပေးလိုက်ကြပါဦးဗလီတာဖြစ်ပါတယ် Okay ပါတယောက်ကအိုမီဖိုးနောက်တစ်ယောက်ကဗလီတာ Okay order ဘာကြိုက်လဲဘယ် role တွေသုံးခြင်းလဲစကိုင်းပဲကြိုက်တယ်စကိုင်းပဲလူခြင်းတယ် Okay လုံးဝပြက်သားပဲတစ်ခုတည်းပဲကြိုက်တယ် Okay လှည့်ကြည့်အောင်ရတယ်ဘာချာစီးမကြရခါနီဘူးကဲနောက်ဆုံးမှာတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ် devil ပဲဖြစ်ပါတယ် devil ဘာကြိုက်လဲဆိုရင်တော့ဘာလာလာဒေါင်းပါတယ်စီးရလွယ်စီး devil စီးမကြိုက်ပါ Let's go Okay ရတယ် Okay ကဲဘိုင်းကားချလောက်လိုက်ပါပြီဘာပေါက်မလဲ Hello Okay ပါကိုလူလို့နည်းနည်းလေးတော့မစိုးပြောရမှာပေါ့နော် Ready 3 2 1နှိပ်ပြီကဲမိတ်ဆွေတို့အခုဆဆလာခြင်းနဲ့ရောက်သွားတာလေမသေးအောင် survive ပြီးတော့နောက်ဆုံး stage 3ထိရောက်အောင်လုပ်ရမှာ Where is my waterဒီမမ water လို့ပြောလို့လည်းမရဘူးမမလည်းမရှိဘူးဒီဘယ်လိုတောက်ရလဲရှိဘလို့တော့你们叨叨不来ရေကခဲနေတယ်တောက်မရခဲနေမခဲတဲ့နေရာရှာဖို့လေဒါဒီရေလည်းတောက်လို့မရဘူးလားကျေးဇူးတင်ပါတယ်လို့ဟဲရေနဲ့သွားပြီမဟုတ်ဂိမ်းကဘတ်သွားတာဒီပေါ်မှာဘာမှမပြပဲနဲ့ရေနဲ့သွားတယ်ပြတောက်เสียရေတွေ့ပြီဒါပေမဲ့ရေတောက်လို့မရပဲရှောသွားဟောရပြီတောက်လို့ရပြီ finally အိုင်ခံတောက်တဲ့ရေဟာပြေးမဟိုဘက်နားမှာဘယ်မှာကောင်းကြီးရှိတယ်နှင်းကြတာဆိုတော့ကျွန်တော်အကိုက်ခံတယ်သိပါလားဒါပေါ့သိပါရဲ့ what the fuck ဟိုအချမ်းသားကြီးသိပါလီလာကြီးရှောသွားပြီဟိုနားမှာအကောင်ကြီးတကောင်ရှိတယ်ဒီကနေလှမ်းကြည့်နေတော့မြင်ရတယ်ပန်းရောင်ကြီးဟုတ်ရေတက်နေရလားကန်းကိုဖို့ဒီရေကတက်နေတာလားတောက်လို့လည်းမရပါဘူးဒီနစ်လောက်တယ်ပင်လေရေတွေဘလို့လို့တောက်လို့ရမှာလေတော့ရတယ်ဒါရှိနေအနက်ခံလေငါနဲ့သိမေးတာနာခံတယ်လို့ငါနာမှာရေလည်းမရှိဘူးစားတော့လည်းမရှိဘူးအဲ့ဟိုအကြီးကိုအားကြလိုက်တာငါလည်းအဲ့လိုတော့ငါဘာလုပ်တာလဲ ability gain နဲ့ temporary boost ဆိုတဲ့ spray အော်မစိုးမိုက်စိုးမိုက်သွားပြီဖီးတို့လေအမှနောက်ဆုံးတယောက်နဲ့တယောက်ဘယ်လဲဆိုင်မိရအကောင်ဘာကြီးလဲဆိုတော့ပြီးတော့တွေ့လိုက်ပဲရှုံဖို့ကောင်းတယ်သူတို့တွေအဲ့လိုပြောနေတော့နည်းနည်းတော့စိတ်ဝင်စားပါပြီလောလောဆယ်ငါ့ကိုမိုးကြိုးတွေကတည်ပြစ်နေသလားအောင်မရရှယ်တာရှာလို့တော့ဟိုဘက်ကန်းကူးကိုလုံနေတာနေမိကြီးတော့မိုးကြိုးကပြစ်ပြန်
ဒီကနေဟိုဘက်ကိုကူးဖို့နီးလန်းတစ်ခုပဲရှိတယ်တေးတော့မယ်မိုးချိုးပုတ်လို့တေးတော့အမကြီးမိုးချိုးကပုတ်တယ် ဘယ်မမကိုခေါ်နေရလဲ တေးကိုဘယ်မှာလဲတော့မသိအဓိကတနေရာတော့သွားမှရမယ်တနေရာတော့သွားမှရမယ်ဒီနားမှာရွက်တောင်းနေ မိုက်ကအကြီးရငါလာရောက်တာဟောမတတ်ပါနဲ့ဒါတသိနေရှိရငါမတတ်ပါနဲ့ ဟုတ်နော်ဗဒဲမချပဲနဲ့တေးသွားမှာနော်အဲ့ရအဆင်မပြေဘူးဟုတ်ငါဒီနားမှာတောင်းတင်းနေပြီဟိုဘက်ကန်းကိုဘယ်လိုကူอ่ะဟိုဘက်ကန်းကကူးလို့မရဘူးထင်တယ်ထုတ်လို့ကန်နေတာမသိဘူးအော်ငါသွားမှာဒီဘက်ကိုငါဟိုဘက်ကိုဟမ် အတော့ကနေပြီးတော့ elder ဖြစ်သွားပြီဆိုလို့ရှိရင်ကို elder အမျိုးသားရွေးပြီးရတဲ့ဝက်စားပြီနော် okay okay so I have to survive okay နည်းနည်းတော့စားကြလေးရပြီတော့တောက်ဆရာရေးရှာ no no ဟာအော် ကိုရီခတ်လိုက်ခတ်ခံနေရ တူတူပဲကြိုက်ပြီးတော့တတ်သွားပြီသေရော ကျွန်တော်မတည်သေးဘူးနောက်ကနေလိုက်ခတ်နေတောင်းမင်းည ခံနေရပြီခံနေရပြီ အဲ့ဟန်ခံတော်တော်ဆုံး ကြီးပြီလို့ဘလို့စေငါသူတို့လက်ထက်ကနေလည်းလွတ်အောင်ပြေးရမယ်ရေလဲရှာရမယ် ဟုတ်ငါတို့ပြမချပဲသူများဟန်တာခံနေ ဟာငါရှိမှကြီးတဲ့ကောင်ရှိတယ်ငါတို့တော့ရေတောက်မလို့ရေမရှိဘူးဖြစ်နေဒီငကားလေးကရင်ငတ်ပြီးမတာပို့တော့မကြတော့ Congratulations ပါ I need something to eat ဒီဘက်ကိုသက်စားတိုင်းကောင်းတော့မသိ မနှောင်းနဲ့နော်ငါတောက်ဆရာရေလိုနေတယ်ရေပဲနားမှာလေโอเคတောက်ဆရာပြီ elder ရောက်ပြီ ဟောโอเคအဲ့ဒါတော့မဟုတ် age grew up ဆိုပြီးတော့တစ်ခုခုတော့ရောက်ပြီ အဲ့ဒါ elder စိတ်ရတဲ့ခုရွေးရမှာ အခုလောလောဆယ်တော့မရောက်သေးပါဘူးရေတောက်မလို့လုံနေတာဟိုနားမှာတော့ဟိုတိုက်မှုလေးနေပြသွားခဲ့ဟာဟဲ့မြက်မီယာက အော်ရေဟုတ်သားပဲငါဟိုအသေးရွက်စားတဲ့တော်မှမဟုတ်တာမြတ်သွားစားလို့ပဲရမယ် ငါအဆက်လုပ်လိုက်ငါမျိုးပြမ โอเคဒါကြီးတို့အခုဆိုရင်ငါနည်းနည်းပုံရှိုးကွယ်ရှိုးနေမှအဆင်ပြေတော့မယ်အဲ့ဒါလိုက်ဟန်တဲ့သူတွေရမ်းများနေတယ်ဒါကြောင့်မလို့အဲဒါတစ်ခုခုရေးပြီးရင်ငါတို့ကဗတဲ့ပြန်ချရမှာဘယ်မှာချရမှာလဲဆိုရင် ဟိုင်း high မှာ ငါကြားရကောင်ယူချင်း ဟဲညွန်စရာကောင်း အဲ့ဒါပြောတာဒီနာမည်ကိုဖိုင်လိုက်မယ်မီယာနာမည်လာ well အကုန်လုံးပတ်ပြန် I need to stay here for a while လင်းကောင်ကြီးလာတယ်သိလား yes အော်သူက cost fee ရတယ် no လိုက်ကြိုက်နေတယ် ဟာ ကျွန်တော်တော့ fee ကျွန် လို တော် က်ကြိုက်နေတယ်ရေနစ်သွားတယ်လိုက်ကြိုက်နေတယ် ဖြေထဲမှာလား အေး ဖြေထဲမှာကြိုက်ကြတာ ဒီထဲမှာလိုက်ကြိုက်နေတာ ဟိုအကောင်ကြီးဘီရဲ့အကောင်ကြီးနဲ့ကြိုက်နေတာဘီအရင်ကြိုက်နေအကောင်ကြီးနဲ့လည်းကြိုက်နေလို့ လောက်ပါအိုး ဟောရှင်းခက်တော့ကေတော့ကေဒါကုန်းမတက်ဖြစ်ဒီဘက်ကုန်းမတက်ဖြစ်သူကုန်းပေါ်မှာဒါမြင်ရပါ ကုန်းမဟုတ်တယ်ကုန်းမမမြင်တော့ ဟိုခဏလေး ဒါကေကြောက်လာကေရ နာမည်လည်းသိဘူးလား ကဲလို့ရရင်လာခဲ့ပါကဲလို့ရရင်လာခဲ့ကြမဟုတ်လေမဟုတ်ဘူးလေ it's kind of survive game တော့မှန်တယ်လေအဲ့လိုကြီးကြတော့နည်းနည်းယွန်စရာမကောင်းပါဘူး တိုက်ကြိုက်နေတော့ အေး သူဝင်မြဲနေအောင်ဝင်လိုက်အဲ့ဒါပါလေ အေးရေတော်ဆူဆူဝါအဲ့လိုကြီးကြ နေရပါသေးပြီ သူကအခုမှဟန်ရတာလားပြောတယ်ငါတို့ကြိုက်ဆိုငါအဲ့အကောင်ကြီးလေးတော့ကြိုက်ဆိုပါ ဒီမှကြည့်တာကြီးတို့မင်းကပြောမယ်ငကားလောက်ရတာလွယ်လားဆိုတော့တိတ်တော့မလွယ်လားမတယ်လို့မရလို့မကြခင်မှာ error state ကနေပြီးတော့ထပ်ပြီးကြော်တော့မယ်ဆိုပေမဲ့ဟိုအချိန်မှာမင်းမလင်းချိုင်လာပြီးပြေး No please don't do ရေနဂါးတွေရော Oh my god ငါနာမှာရေနဂါးတွေရော shit bro okay ရောက်ပြီစိတ်ရောက်ပြီ Okay ငါတို့ပွဲလာကြည့်စားတိုင်းနားမှာချကြ
အဲ့ညမှာလူသိမ့်မရှိဘူးထင်တယ် အေးစားလိုက်နာကိုလာမှာစားလိုက်နာကိုမလာခင်ဒီနားမှာပြေးသွားတဲ့အကောင်တွေအများကြီးရှိတာတွေ့လိုက်ပါတယ် ဟိုဖဲချင်းလာချပါငါရောက်နေတယ်နော် မဟုတ်ငါလမ်းပြောင်းနေ ဝါတာရှာနေဟိုနာဝါတာနာ ခါတိုင်းမှာဝါတာရည်ရည်လေဩ ငါလမ်းပြောင်းနေတာတော်တော်ပြောင်းနေတာ ကျွန်တော်ကအဲ့ area လေးရောက်နေ ငါပောက်ခဲ့ရ40စားလိုက်မိတာငါခန္ဓာကိုယ်မှာဘက်တရီယာတွေပောက်ကုန်အာရဟဲ့ဩငါအဝေးရောက်သွားတာဘာမှငါလမ်းပြောင်းနေစားလိုက်ပုံနာကိုရောက်ရင်ငါလောက်ခံရတော့မယ်တဘောမှရှိလောဆယ်လေးနေမကောင်းဖြစ်နေတယ်နေမကောင်းဖြစ်တာပြီးမှချလို့မရဘူး ည ကဲထားဖို့အချိန်ရောက်တော့မယ်ရောက်တော့မယ်မဟုတ်ရောက်နေပြီရောက်နေတဲ့အချိန်မှာတပည့်ဘာလုပ်နေလဲအိတ်နေတယ် ဒါအေးတင်းနေပြကြောင်းလို့လောက်လာ wait I found you. I found you. You follow me. ယူဖို့လို့မရပါဘူးရလားတိတ်သူတို့ဘယ်မှာဘာလို့ဖြစ်နေလဲမှာဩ ပျောက်သွားပြီ तू ပျောက်သွားပြီကြည့်ရ तू ကိုပျောက်လို့ရပုံရတယ် သူကမင်းနဲ့မှုတ်လို့ရတယ်မင်းနဲ့မှုတ်လို့ရတယ်သူက ဒါဘာတူလဲအဲ့ဟိုရဘာတူလို့ငါ့ကိုလိုက်ကြိုက်နေရလား ဟိုအဲ့ public ကလို့နော် ငါ့ကိုမီးလိုက်မှုန်နေတယ် နေသူနာတော့ကတ်တာဟုတ် ငါသူ့ကိုမချဘူးလေဟောလား ဟုတ်တယ်နေသူနာတော့ကတ်တာဟုတ်အနာကတ်အိမ်ကောင်နေမပြီးတော့ငါတို့ပြနာလာဘူးတူလားဒါရီကမားနေ ငါတွေးလိုက်တယ်ငါဗီဒီယိုတွေးလိုက်တယ် ဟိုချလိုက်တယ်ခိုင်ချလိုက်တယ် Guys ကချနေတယ် ဆရာကချတာငါတို့လည်းမမြင်ရဒီဘက်လာချကြပါလား အဲ့ तू ကငါ့ကိုဖင်အောင်လိုက်ကြိုက်နေတာဟဲ့လို့ဖင်အောင်မကြိုက်သေးလေဖင်အောင်မကြိုက်သေးလေကိုလို့ မကိုက်ချင်ပါလို့လား ဟုတ်ခဏလေးငါစတာမီနာမရှိတော့ငါအကောင်ကြီးကကိုကောင်လောက်တာနဲ့စတာမီနာကြီးပြောင်း နောက်တစ်ချက်ကင်သေးပြီနော်သိပါပြီ သူကသူသေသွားပြီ yes မ yes နဲ့ဒီဘာမှမလုပ်ရသေးဘူးလीမဟုတ်တော့ကိုပျောက်သွားစီလीလို့ စပယ်ပါရဲ့ invisible စပယ်တခုတော့မဟုတ်နှစ်ခုပါ မဟုတ် तू က invisible စပယ်သုံးတော့ငါမီးလည်းမဟုတ်လို့မရဘူးဒီဝင်လည်းတိုက်လို့မရဘူး invisible ဖြစ်ုံနေမကဘူးဟိုပါလို့ရတယ် teleport လို့ပါရ အော် ဝမ်းသာပါလေ teleport လို့ရ အဲ့ဒါမင်းစင် ဒီကိုခိုင်းကျွန်တော်ပြင်တက်တယ် အော်စဉ်းစားကြည့်လိုက်ဒီမှာမီးမုတ်ပြီးခေါင်းနဲ့တိုက်ရတဲ့ကောင်ကြီးကဟောတယ်လီပို့နေတော့မီးဘယ်လိုမုံဘယ်လိုခေါင်းနဲ့တိုက် what the fuck ကဲကိုလူတို့ဆိုတော့ဒီ challenge ရှုပ်ဝင်တာကတော့ order ပဲဖြစ်ပါတယ်ဆိုတော့စောစောစီစီထွက်လိုက်ရတာကတော့မီယာနဲ့နာမီကတဲ့ hunting ကနေ survive မလုပ်နိုင်ပဲနဲ့ရှော့သွားတာဆိုတော့ devil ကတော့နောက်ဆုံးပတ်တယ်မှာပဲဂုံတိတ်ခါရှိရှိနဲ့တိတ်သွားပါတယ် မဲကုန်သိခိုင်ရှိတယ်ကုန်သိခိုင်ရှိတယ်ငါတို့တော့ ။ဒါဆိုတယောက်ကတော့ဂုံတိတ်ကရှိရှိပတ်ပြေးလိုက်ပါ။ဒီမှာကြည့်နေဘူးနော် teleporting ရော invisible ရောတွေ့မယ်